စာတွေ့အနေနဲ့ပထမသင်ကြားမှတ်သားကြသင်ကြားမှတ်သားပြီးတဲ့အခါမှာကိုယ်တိုင်လက်တွေ့ဖြစ်အောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်စာတွေ့ရှိတာကိုတချို့ကလည်းစာခံတယ်လို့ပြောကြတယ်စာခံတာမဟုတ်ပါဘူးเนาะရှင်အနန္ဒာလောက်စာတတ်တာပဲရှိရှင်အနန္ဒာစာခံရလားစာခံတာမဟုတ်ဘူးစာဉာဏ်ရှိတဲ့အခါမှာမှားတယ်မှန်တယ်ဆိုတာသိတာအနုဘဆိုအမှားကြီးကိုမှန်ထင်တယ်ဟိုလူပြောခေါင်းငိမ့်လိုက်ဒီလူပြောခေါင်းငိမ့်လိုက်ပုတ်တိညုတ်ဖြစ်မှမသိဖြစ်เนาะအဲ့တော့ဟိုဟာကောင်းလို့ဒီဟာကောင်းလို့ဟိုတရားကောင်းတယ်ဒီတရားမကောင်းဘူးနဲ့အဲ့လိုလူတွေဆရာအမျိုးမျိုးခေါင်းမောင်းပြီးတော့တမော့မော့နဲ့ဆရာရှားနေရတဲ့ဒုက္ခပုထုဇဉ်တွေရဲ့ဒုက္ခပဲအဲ့ဒါအဲ့တော့ကိုယ်တိုင်သိအောင်ကြိုးစားအထောက်ကြရတယ်ကိုယ်တိုင်သိမှသိအောင်ဆိုတာလုံးမသိတာလေကလေးတွေတောင်ကြောင်းနေရတယ်ကျူရှင်တက်ရတယ်သိအောင်လုပ်ရတာလေအဲ့တော့ဒါလည်းပဲသိအောင်လုပ်မှအမှန်ဆိုတာပေါ်လာတယ်အဲဒါကြောင့်မလို့အမှန်သိတဲ့ပုဂ္ဂိုလ်တရားဟာကိုဟုတ်တာလည်းသိတယ်ကိုမဟုတ်တာလည်းသိတယ်စာဖတ်ထားလို့ရှိရင်ကိုဟုတ်တာသိတယ်ကိုမဟုတ်တာသိတယ်ဘယ်ကလာခံစရာရှိမှာတော့နော်အဲ့တော့စာမတတ်တဲ့လူတွေကပြောတဲ့စကားမျိုးဖြစ်နေတယ်အဲ့ဒါပြောစာခံတယ်ဆိုတာစာမတတ်တဲ့လူတွေပြောတယ်သူတို့ကလည်းဥပမာလေးပေးစရာတွေကတော်တော်ကောင်းတယ်ပုထိလာကြီးစာဘလောက်တတ်ဘုရားကဒုက္ခလို့ခေါ်တယ်လို့ရှေးတော့ငယ်တော့ကြားဘူးတာတွေပြောတာပါခုခေတ်တော့အဲ့လိုမပြောကြတော့ပါဘူးနော်ခုခေတ်တော့မပြောကြတော့တရားထုတ်တဲ့လူကတရားမထုတ်တဲ့လူကိုအပုတ်ချဒါမျိုးကမပြောတတ်ဘူးပေါ့နော်ကိုယ်စိတ်နဲ့ကိုယ်လုံနေချစာတင်တဲ့ပုဂ္ဂိုလ်ကလည်းသိရအဲ့တော့စာလည်းပဲရေးကြည့်တယ်သင်ကြားမှုတွေရေးကြည့်တယ်သင်ကြားမှုမရှိလို့ရှိရင်ဒီနည်းစနစ်တွေပျောက်သွားရင်ဘယ်လိုလုပ်သိပါမသိနိုင်ဘူးမသိနိုင်ကဲရွှေတပုံဖရာကိုလူတိုင်းတက်ပြီးတော့ဖူးနေကြတာရတယ်မဟုတ်လားလူတိုင်းတက်ဖုံးတယ်ကဲတောက်တဲ့ဘယ်နားမှာရှိရွှေတပုံဖရာတောက်တဲ့ရုပ်ဘယ်နားမှာရှိသိတဲ့လူများရဲ့လားနည်းသလားရွှေတကုံမှာတောက်တဲ့ရုပ်ရှိတာဟုတ်တမိုင်းဖတ်ထားတဲ့လူမှသိတယ်ရွှေတကုံရဲ့လျှို့ဝှက်ချက်ထူးဆန်းအောင်ဝတ်ရတွေကစာဖတ်တဲ့လူသာသိတယ်ဖရာကိုနေ့စဉ်တက်ရှ िख ိုးနေတဲ့လူမသိဘူးအဲ့ဒါမျိုးလို့ပဲစာတင်တဲ့လူကပိုသိတယ်လို့ဒီလိုပြောကြတာရန်ကုန်မြို့ထဲနေပြီလို့ရန်ကုန်မြို့အကြောင်းသိကြမှသိတာလေရန်ကုန်မြို့အကြောင်းသိကြမှသိတယ်အဲ့တော့တမိုင်းကြောင်းကိုဖတ်ထားတဲ့ပုဂ္ဂိုလ်ကပိုသိတယ်အဲ့ဒါမျိုးလို့ပဲပိဋကတ်ကိုတတ်အောင်သင်ထားတဲ့ပုဂ္ဂိုလ်ကပိုသိတယ်လို့ဒီလိုပြောတာနော်မြတ်စွာဘုရားကပုထိလယဟန်ကြီးကိုတုဆပုထိလလို့ခေါ်တာသူစာတတ်တာကိုအထင်ကြီးနေလို့မြတ်စွာဘုရားသူ့အတွက်ပြောတာစာတတ်လို့ရှုတ်ချတာမဟုတ်ဘူးလှုပ်တဲ့နာကိုမလှုပ်လို့ရှုတ်ချအဲ့ဒါကိုလည်းသိထားသူလှုပ်ရမယ့်အလုပ်ကိုမလှုပ်ဘူးလှုပ်ရမယ့်အလုပ်ကိုမလှုပ်လို့တုဆမင်းအလကားလူပဲကိုလှုပ်ရမယ့်ဟာပြီးမှမပြီးသေးတယ်တလန်းတစပြောကြတယ်မဟုတ်လားမိသားစုတွေထဲမှာလည်းကိုအလုပ်သမားတယောက်ဖြစ်စေကိုကလေးတွေကပဲဖြစ်စေတခုတန်းတန်းကြီးထားလို့ရှင်အပြစ်တင်ကြမှာပဲပေါ့အလုပ်တစ်ခုပြီးအောင်မလုပ်ဘူးဆိုရင်အပြစ်တင်ခံရမှာပဲပေါ့ဒါအပြစ်တင်တယ်ဆိုတာအဲ့ဒီသဘောနဲ့အပြစ်တင်တာမြတ်စွာဘုရားကစာတတ်လို့ပုထိလကိုရှုတ်ချတာမဟုတ်ဘူးအဲ့ဒါကိုဒီလိုပြောမှပုထိလကသဘောပေါက်မှာမဟုတ်ဒီလိုပြောတာကြံတဲ့နေရာတွေမှာကြည့်မြတ်စွာဘုရားကယဟန်တော်တွေကိုချီးမွမ်းတဲ့အခါမှာနံပါတ်1ကိုကျင့်သီလရှိတယ်နံပါတ်2ဘောဓုတရှိတယ်ဘောဓုတရှိတဲ့ပုဂ္ဂိုလ်ဟာတုဒ္ဓဗုဒ္ဓဒီလိုတောင်ဟောခဲ့တာမြတ်စွာဘုရားနော်ဗုဒ္ဓဆိုတဲ့နာမည်နဲ့တောင်မှတက်ပြီးတော့ဘောဓုတရှိရင်တုဒ္ဓဗုဒ္ဓဒီလိုဆိုတာဒါကြောင့်မို့လို့စကလုံးလေးတစ်ခုတည်းနဲ့အတိတ်ရဲ့အစစ်မှန်ကိုမယူထပ်လို့ရှိရင်အတော်ဒုက္ခရောက်တတ်တယ်နော် interpretation problem လို့ခေါ်တယ်ဘာသာပြန်တဲ့အမှားတွေကောက်ယူချက်တွေလွဲမှားမှုတွေဒါမျိုးတွေကမရှိသင့်ဘူးပေါ့နော်ဒါကြောင့်မို့လို့တတ်တာရဲ့အပြစ်မဟုတ်ဘူးမလုပ်တာရဲ့အပြစ်မလုပ်တဲ့အပြစ်အဲ့ဒီမလုပ်တဲ့အပြစ်ကိုတတ်တဲ့အပြစ်လို့ထင်ပြီးတော့မတတ်အောင်လုပ်ရင်ပိုမဆိုးပေဘူးလားပိုဆိုးမှာပေါ့ငကူကမှအသုံးရဘူးလို့ပြောခံစာမတတ်ပိုးအသုံးမကျဖြစ်တော့မှာပေါ့ဒီလိုဆိုလိုတာနော်အဲ့ဒါကိုလွယ်လွယ်မှာမဖြစ်စေဘူးအမှန်တမ်းအရေးကြီးတယ်ပေါ့